Hi everyone အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတကယ်ကိုမှလွယ်ကူသုံးတဲ့သုံးလုံးတွဲအင်္ဂလိပ်စာစကားပြောအတူလေးတွေကိုမျှဝေပေးချင်ပါတယ်ပထမဆုံးတစ်ခုက please come in okay ကျေးဇူးပြုပြီးတော့ဝင်လာပါပေါ့နော်အထဲဝင်ခဲ့ပါဒါမျိုးပြောတာပေါ့နောက်တစ်ခုကကြတော့ have a seat okay ထိုင်ပါလို့ပြောတာနောက်တစ်ခုကကြတော့ what's the rush okay ဘာလို့နေရလဲပေါ့နော်နောက်တစ်ခုကကြတော့it takes time okay အဲ့ဒါကအချိန်ပေးရတယ်အချိန်ယူတယ်နော်ဒါမျိုးပေါ့နောက်တစ်ခုကကြတော့ sorry to interrupt okay ဖြတ်ပြောရတာ sorry ပါပေါ့နော်အဲ့တော့ကိုယ်ကတခုခုကြားဖြတ်ပြောခြင်းတယ်ဆိုရင် sorry to interrupt ဆိုပြီးတော့ဒါမျိုးပြောလို့ရတယ်နောက်တစ်ခုကကြတော့ let me explain okay ကျွန်တော်ရှင်းပြခွင့်ပေးပါပေါ့နော်အဲ့ဒါရှင်းပြပေးမယ်ရှင်းပြခွင့်ပေးပါဒါမျိုးပေါ့နောက်တစ်ခုကကြတော့ I think so okay အဲ့လိုထင်တာပဲနော်ငါလည်းအဲ့လိုထင်တာပဲဒါမျိုးပြောတာပေါ့နောက်တစ်ခုကကြတော့ don't be selfish okay တကူကောင်းမဆန်ပါနဲ့เนาะ selfish ဆိုတာတကူကောင်းဆန်တာပြောတာပေါ့ဟုတ်ကဲ့ပါကျွန်တော်ဒီ foundation for english ရဲ့သင်ခန်းစာဗီဒီယိုလေးတွေကို Facebook မှာရော YouTube မှာလေ့လာလို့ရပါတယ်လေ့လာပြီးတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် see you in the next video goodbye